အဲ့ဒီပကြီးကလေမျက်လုံးကခေါ်လို့ရတယ်လေတက်ဖို့ရပြီးယူလာခဲ့တာဒီကားကိုဆွဲတဲ့ပကြီးဆရာကတော်ပါရမီရှိမှပုံပဲဒီမှာကြည့်ပါအောင်သမီးပကြီးကားလေးကအပြင်မှာပို့လာရနော်ဖေဖေဟုတ်တယ်မင်းပကြီးကားရောင်းလို့ရတဲ့ပတ်စံဟုတ်ကဲ့အိမ်မှာလဲစီးပွားရေးကအဆင်မပြေလာဘူးတာရဲ့ကိုလာမောင်ကစီးပွားရေးထက်လို့ဖို့အရင်နေ့လိုနေပြန်ပြီတဲ့မေးစကောင်းပြန်တယ်နော်ညဝေးလေးနေကောင်းတယ်စိတ်ညစ်တိုင်းသာအရက်တောက်နေရင်တော့ရှင်ကမဟုတ်သေးပါဘူးတော့ဒါလို့ဆိုရှင်အရင်နေ့ကောင်းကောင်းလုပ်လို့ရပြီထင်ပါတယ်မင်းအခုလုံးမဲ့အလုပ်ကတီးကြတယ်ဒီခေါက်ငါ့အချီရငါ့ချမ်းသာမှာကွာမင်းရတယ်ငါအောင်မြင်ခြင်းတယ်ကွာအောင်မြင်ပါကွာအောင်မြင်ပါတားမလေးကောင်းမလေးတငယ်ချင်းတယောက်ရနေပြီသူ့နာမည်ကသိငယ်တဲ့တားရဲ့တချင်းနေရဲ့ပကြီးတွေကိုအရင်ကြိုက်တာဒီလားပဲဖေဖေကဘလောက်ထိခံချောလဲဆိုတာတငယ်ပြောင်းပြ